အားလုံးပဲမင်္ဂလာပါ The Inspiration by Yuri မှာကြိုဆိုလိုက်ပါတယ် Yuri ဒီနေ့လုပ်ပေးမယ့် reading video လေးကတော့သင်အတွက် universe ကဘာတွေတတိပေးစကားတွေပြောနေလဲဆိုတဲ့ reading လေးပဲဖြစ်ပါတယ်ဒီ universe ရဲ့စကားသံတွေကိုနားထောင်ပြီးတော့ကိုယ့်ရဲ့ရှေ့ဆက်မဲ့ဘဝမှာပေါ့နော်ဘာလေးတွေတတိထားမလဲဘာလေးတွေဆက်ပြီးတော့ပြုပြင်ဖို့လိုအပ်လဲဘယ်ဟာလေးတွေကကိုယ့်အတွက်ကံကောင်းနေလဲဆိုတဲ့စကားသံလေးတွေကို Yuri နဲ့အတူတူကြည့်လိုက်မယ်နော်အဲ့တော့ကိုယ့်ရဲ့စိတ်ထဲမှာ universe ကိုစိတ်ထဲမှာအာရုံပြုပြီးတော့ကိုယ့်အတွက်စကားတန်လေးတွေကပါလေးတွေဖြစ်မလဲဆိုပြီးတော့ Euro reading ကိုအတူတူကြည့်လိုက်မယ်နော်ပထမအဆုံးအနေနဲ့ပေါ့နော် universe ကကိုယ့်ရဲ့စိတ်ထဲမှာ balance မျှတအောင်နေထိုင်ဖို့အရေးကြီးတယ်ဆိုပြီးတော့သတိပေးနေတယ်။သင်ကအခုလက်တလုံးမှာပေါ့နော်စိတ်ထဲမှာမမျှတတာမျိုးတွေအရာရာပေါ့နော်ကိုယ့်ရဲ့ဒီဘဝဖြတ်တန်းတဲ့ပုံစံမျိုးပဲဖြစ်ဖြစ်ကိုရှေ့ဆက်နေတဲ့ပုံစံမျိုးတွေမှာပေါ့နော်မမျှတတဲ့ပုံစံမျိုးလေးတွေစိတ်ထဲမှာဆိုလို့ရှိရင်လည်းအရာရာကိုမျှတစွာမတွေးခေါ်ဘဲနဲ့ပြောမယ်ဆိုလို့ရှိရင်ကိုယ်စိတ်ပင်ပန်းမဲ့အပြုအမူမျိုးတွေကိုကျမရုပ်ထိခိုက်မဲ့အရာမျိုးတွေအဲ့လိုမျိုးအရာမျိုးလေးတွေပဲစတိုက်လုပ်နေတယ်ဆိုပြီးတော့သတိပေးနေတယ်အဲ့တော့အခုကစပြီးတော့ရှေ့လျှောက်ပေါ့နော် balance မျှတတဲ့အနေအထားတစ်ခုကိုကိုယ့်ရဲ့အကျင့်တစ်ခုကိုပေါ့နော်ကိုယ့်ရဲ့ဒီစိတ်ကိုပဲဖြစ်ဖြစ်balance ဖြစ်အောင်မျှတအောင်ရှေ့ဆက်ပြီးတော့အကောင်းဆုံးဆက်ပြီးတော့နေထိုင်သွားရမယ်ဆိုတဲ့ပုံစံမျိုးကိုပြတယ်။နောက်တစ်ခုအနေနဲ့ပြောရမယ်ဆိုလို့ရှိရင် creating ကိုကတစုံတစ်ခုကိုစလုပ်ဖို့တစုံတစ်ခုကိုစတင်ဖို့စိတ်ထဲမှာပုံဖော်နေတယ်အခြေအနေတွေမှာဆိုလို့ရှိရင်လည်းဒီဗီဒီယိုကိုကြည့်တဲ့သူတွေအနေနဲ့ဒီကာလမှာပေါ့နော်တစုံတစ်ယောက်နဲ့ပတ်သက်လို့ရှိရင်ဆုံးဖြတ်ချက်တစ်ခုကိုချတော့မယ်ပြီးတော့တစုံတစ်ယောက်နဲ့ပတ်သက်ပြီးလို့ရှိရင်နာကျင်နေရတဲ့ခံစားချက်တွေဆိုလို့ရှိရင်ဒီလိုအခြေအနေမှာအဆုံးသတ်တော့မယ်ပြောမယ်ဆိုလို့ရှိရင်ပေါ့နော်အကောင်းဆုံးအရာမျိုးလေးတွေကိုယ့်ရဲ့စိတ်ထဲကပုံဖော်နေတယ်ရှေ့ဆက်ပြီးတော့လည်းအကောင်းဆုံးဖြစ်ချင်တဲ့ဆန္ဒလေးတွေတော့ရှိတယ်ဒါပေမဲ့စိတ်ထဲမှာမဝင်မရဲဖြစ်နေတယ်ကိုယ့်ကိုပေါ့နော်ဒီအရာနဲ့ပတ်သက်ပြီးလို့ရှိရင်ဒီမျှော်လင့်ချက်နဲ့ပတ်သက်ပြီးလို့ရှိရင်ကိုကအကောင်းဆုံးလုပ်နိုင်မှာမလားဆိုပြီးတော့စံတားတွေတော့ရှိတယ်ဒါပေမဲ့ကိုယ့်ရဲ့လက်တွေ့မှာတော့လှုပ်ဆောင်ဖို့ရန်မဝေမရဲဖြစ်နေရဆိုတဲ့ပုံစံမျိုးတွေကိုပြတယ်နောက်တစ်ခုအလုပ်ကိစ္စတွေဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ခေါင်းထဲမှာ idea တွေ create လုပ်စရာမျိုးတွေတော့ရှိရတယ်ဒါပေမဲ့လက်တွေ့မှာတော့ကိုယ့်ရဲ့စိတ်ထဲမှာပေါ့နော်အတွေးရင်ကြော်ထဲမှာပဲပြောလွှင့်ပြီးတော့ဒီကနေ့လက်တွေ့မှာပေါ့နော်ချပြလှုပ်ဆောင်မဲ့ပုံစံမျိုးတက်တီမျိုးတော့နည်းပါးနေတယ်ပြောမယ်ဆိုလို့ရှိရင်အတွေးထဲမှာပဲမျောနေနေတာများနေတယ်အဲ့အတွက်စောစောကတက်နဲ့ပြန်ဆက်ရမယ်ဆိုလို့ရှိရင်တော့အရာရာကိုသမားမျှတအောင်ပြောမယ်ဆိုလို့ရှိရင်ပေါ့နော်အတွေးထဲမှာပဲမျောလွင့်မနေပဲနဲ့လက်တွေ့မှာလည်းကိုဘယ်ရာလဲဆိုအားသာချက်ရှိတယ်ကိုဘယ်ရာလဲဆိုလို့ရှိရင်လည်းကိုရှေ့ဆက်ပြီးတော့အကောင်းဆုံးလုပ်တဲ့အဲ့လိုမျိုးလေးတွေပေါ့နော်ကိုရဲ့အတွေးနဲ့လက်တွေ့မှာလှုပ်ဆောင်မဲ့အရာနဲ့သမားမျှတအောင်တွေးတောလှုပ်ဆောင်ပါအဲ့လိုမျိုးဆိုလို့ရှိရင်ကိုဖြစ်ချင်တဲ့အရာတွေကအနှေးနဲ့အမြန်ဖြည်းဖြည်းချင်းအထားများအောင်မြင်လာနိုင်မယ်ဆိုပြီးတော့ပေါ့နော်ဒါအဆဆရရမျှတအောင်နေထိုင်ဖို့ universe ကသတိပေးနေရမျိုးရှိတယ်နောက်ဆုံးတစ်ခုအနေနဲ့ပြောမယ်ဆိုလို့ရှိရင်ပေါ့နော် self reward ကိုယ်တိုင်ကဘဝမှာပေါ့နော်ကိုယ့်ရဲ့ကြုံတွေ့နေရတဲ့အရာတွေကကိုယ်နဲ့ထိုက်တန်လို့ဖြစ်လာတဲ့အရာတွေကြီးပဲဒါပေမဲ့ကိုယ်တိုင်ကိုယ့်အတွက်ပေါ့နော်အကောင်းမြင်စိတ်ညော့နေနေတယ်ဆိုတဲ့ပုံစံမျိုးသတိပေးနေကိုပေါ့နော်ဒီကာလမှာအပြစ်တင်နေရဲကိုအသုံးမကျဘူးကိုဘာကြောင့်ဒီလိုမျိုးတွေဖြစ်ရတာလဲကိုပျော်ရွှင်မှုတွေလည်းပျောက်ဆုံးနေရတယ်ဆိုပြီးတော့တွေ့နေရတာမျိုးရှိတယ်အဲ့တော့ universe ကတော့ကိုကအကောင်းဆုံးဘယ်ရမဆိုကိုထိုက်တန်ဂုဏ်ပြုပါကိုအတွက်ဖြစ်တဲ့ဖြစ်ထိုက်တဲ့အရာတစ်ခုကိုလှုပ်တဲ့မယ်လုံးမယ်လို့ဆန္ဒရှိတယ်ဆိုလို့ရှိရင်ရဲဝုန်းပြတ်သားစွာဆုံးဖြတ်ပါကိုရဲ့ဆန္ဒရဲ့စိတ်ကူအိမ်မက်တွေကိုဖြစ်ချင်နေတဲ့စိတ်ထဲကအရာတွေကဖြစ်လာနိုင်ဖို့အလားအလာတွေအများကြီးရှိတယ်ဆိုပြီးတော့ပြနေရလို့ရှိတယ်ဒီအနေထားရပြောရမယ်ဆိုလို့ရှိရင်ပေါ့နော်ဒီဗီဒီယိုကြည့်နေတဲ့သူတွေအနေနဲ့အတွေးမှသာမျောလွင်နေရတကယ်လက်တွေ့မှာတော့စိတ်ထဲမှာစိတ်နှခွားတွေဖြစ်တာမျိုးလို့ပိုလိုဒီလိုတွေနဲ့အချိန်တွေကုန်ပြီးတော့ဘယ်ရာမှလက်တွေ့မှာမချပြဖြစ်တာမျိုးလို့အချိန်တွေသာကုန်နေတယ်အတွေးတွေသာနစ်မျောနေတယ်တကယ်လက်တွေ့မှာလက်စုပ်လက်ကင်အနည်းရချပြကြဆိုလို့ဘာမှမရှိဘူးပေါ့နော်အဲ့လိုမျိုးလေးပေါ့နော်အခြေအနေမှာဆိုလို့ရှိရင်အတွေးတွေနဲ့ပဲဒီလိုနဲ့ပတ်သက်လို့ရှိရင်အတွေးတွေလွန်နေတာမျိုးလို့အချိန်တွေကုန်ပြီးတော့ဒီ relationship တစ်ခုကိုရှေ့လျှောက်ဘယ်လိုမျိုးဆုံးဖြတ်ရမလဲဆိုတာကိုတမမျှတအောင်မဆုံးဖြတ်နိုင်တာမျိုးပေါ့နော်အတွေးတွေကများနေအကောင်းဆုံးအထိုက်တန်ဆုံးဖြစ်တဲ့လမ်းကြောင်းတစ်ခုကိုပဲကိုယ့်အတွက်အကောင်းဆုံးသောဖြစ်တဲ့ဆုံးဖြတ်ချက်ဖြစ်တဲ့လမ်းကိုပဲရွေးချယ်ပြီးတော့ရှောက်လမ်းမှာဒါဆိုလို့ရှိရင် universe ကသင်အတွက်အကောင်းဆုံးအရာတွေသင်ဘဝတွေကိုတွန်းပို့ပေးပါလိမ့်မယ်ဆိုပြီးတော့ပေါ့နော်တတိပေးနေတဲ့စကားမျိုးလမ်းမိုးနေရတွေ့ရပါတယ်အဲ့တော့ဒီຢာလေးတွေကိုကြည့်ပြီးတော့ပေါ့နော်ဘယ်ຢာလေးတွေကိုပြုပြင်ပြီးတော့ဘယ်ຢာလေးတွေကိုတတိထားရမလဲဆိုတာလေးတွေကိုဒီနောက်နေရာက
universe ရဲ့စကားသံတွေကိုနားထောင်ပြီးတော့ပြည့်ပြည့်သွားလိမ့်မယ်လို့ယူရချုံကြည့်ပါတယ်အဲ့တော့ယူတို့နောက်ထပ်ဗီဒီယိုလေးတွေမှာထပ်ပြီးတော့တွေ့ကြပါအောင်မယ်နော်အားလုံးကိုကျေးဇူးတင်ပါတယ်